တောက်ဆိုလို့ရှိရင်ပွင့်ထွက်ကလေးမှစားချင်ပါတယ်ဆိုတော့ရှစ်တို့အတွက်တင်ပေးလိုက်ပါပြီရှင်ကျမကတော့ရွှေဘဲရက်နဲ့စူပုတ်ရက်ကိုသုံးထားပါတယ်ရွှေဘဲရက်လေးတွေကိုတင်ပြီးတော့စူပုတ်ရက်လေးတွေကိုလည်းလူပြင်းနည်းလေးနဲ့တင်လိုက်ပါတယ်တကယ်တော့အချိန်မရလို့မြန်လုပ်လိုက်ရတာပါအချိန်ရတယ်ဆိုရင်တော့အေးဆေးတင်ပါပြီးသွားရင်တော့အရွက်လေးတွေကိုရေဆေးတန့်စင်ထားပါမယ်ကြက်သွန်ဖြူမြုပ်သီးစိမ်းနဲ့ငရုတ်ကောင်းလေးနှဲငယ်ထည့်ပြီးတော့ထောင်းပါမယ်ရှင်ငရုတ်ကောင်းများလို့ရှိရင်မှုန်တက်လို့နှဲငယ်ပဲထည့်ပါရှင်ရေနွေးတည့်ထားတာလေးကပွက်သေးထားလာပြီဆိုရင်တော့ငပိနဲ့ထောင်းထားတာလေးတွေကိုထည့်ပါမယ်ခရမ်းညင်သီးတစ်လုံးလေးစိတ်ထည့်ပြီးတော့ပွက်လာတဲ့ထိတည်ထားပေးရပါမယ်ရှင်ပွက်လာပြီဆိုရင်တော့အရသာအတွက်စားနဲ့ကြက်သားမုံထည့်ပြီးတော့အရွက်တွေကိုခတ်ပါမယ်အဖုံးလေးအုပ်ထားပြီးတော့အရွက်လေးတွေကြက်တဲ့ဒီခဏလောက်ထားပါမယ်တည်ပေးထားလိုက်တာပွက်ဆူလာပြီဆိုရင်တော့နည်းနည်းလောက်မှွေပေးလိုက်ပါမယ်အရသာအပေါ်ငံမြည်ပြီးတော့ကိုယ်စိတ်ကြိုက်လိုတာထပ်ထည့်ပြီးရင်တော့ကြက်ပါပြီရှင်တဲဦးတဲ့ကိုစီထည့်ပြီးတော့စီပူလာရင်စနုံမုံထည့်ပါမယ်ပြီးသွားလို့ရှိရင်တော့ရေဆေးထားတဲ့ငှက်လျှောက်လေးတွေကိုထည့်ကြော်ပေးရပါမယ်အဆက်မထည့်ချင်တော့ဒီတိုင်းကြော်ပါရှင်ငှက်လျှောက်လေးကျွတ်လာပြီဆိုရင်တော့ငရုတ်သီးခွဲချမ်းနဲ့ကြက်သားမုံထည့်ပါမယ်ငရုတ်သီးမုံတွေဒူးမသွားအောင်လို့မီးပလက်လေးရှုပ်ပြီးတော့ပုံမှန်တဲဦးပူချိန်လေးနဲ့ပဲလှိမ့်ပေးရပါမယ်ရှင်